တမလေးလောက်ခံမတုံးချင်တယ်တိုင်းမတော့ရှိနေတိုင်းအမှတ်တုံးချင်တယ်တိုင်းမေတို့ဒီမှာဟိုရဟန်းလေးရင်းနေလာပို့တယ်ရဟန်းလေးနေလာပို့တာ25ရက်နေ့ကတတိယနေ့စားထွက်တယ်26ရက်နေ့ကနေပြီးတော့ဟိုကနေပြီးတော့လက်ရှိအခုမှလည်းကာနေရတခါတိုင်းနေပြီးတော့ဒီနဲ့တုံးလိုက်ခွေးပြီးတော့လေးဘွက်ခွေးဆံဟိုမှာတစ်ခွေးပြန်နေတယ်လေရင်ကဟိုနဲ့တစ်ခါစီးဘယ်နှယောက်ဆန်း20ဆန်းတယ်20ဆန်းပစ္စည်းရဆင်းရကျွန်တော်တို့ကိုယ်ပိုင်ပစ္စည်းရောကျောပိုးကြီးတို့လက်တို့ဒီမင်းတို့အဲ့ဒါကြီးတယ်နောက်ထပ်အခုခင်ရဖို့အဲ့ဒီကျွန်တော်ဘုံ9.5တော့ခုနအကုန်စုံအများကြီးပဲပါအပီကြီးရောပါရောပါအဲ့ဒါကိုမင်းတို့အဲ့ဒါကိုဒီ okay ဖတ်စကန်လာပို့ပေးဖို့ဟုတ်ကဲ့လို့လားစစ်ပူလာလိုက်ပြီးဖို့စစ်ပူမဟုတ်ဘူးကျွန်တော်တို့ကရောတောင်ရအဲ့ခင်ရပို့ပြီးနေတော့ဒီမှာပြန်ပေးထုတ်တယ်အဲ့ဒါပို့ပြီးနောက်ပြန်ပေးထုတ်ပါမယ်အဲ့လိုမျိုးတော့မင်းတို့တောင်းပေးလိုက်တယ်ဟုတ်ကဲ့အဲ့ဒါမင်းတို့ရောက်လာတော့အဲ့မှာ4စီးလာအမြင်အားရှိကြီးလူကဒီတော့ဆိုအားလုံးဘယ်လောက်80ပြီးတော့မင်းတို့အဲ့ဒီဘယ်မှာရှင်းလဲအဲ့ဒီဝလီယူပါမှာဝလီယူပါရှိရလေးဝင်ပါဝလီယူပါမှာရှင်းကမင်းတို့ဒီဘက်ကိုလာဖို့ဘယ်လောက်လို့လိုက်56မင်းတို့တက်ရင်56ရောက်အဲ့ဒီ56ရောက်တော့မှဘယ်သူဦးစီးလဲခိရတန်မူထင်းနေရခိတတရင်မူထင်းနေရဘုံမူထင်းနေရပတ်ရှင်ကဒီရက်စီလေးချက်ခုအဲ့ဒီရက်ခုလို့လားဒီရက်စီလေးချက်ခုမင်းခုနဲ့နေရကြပြီလားအဲ့ဒါအခုဒီမကွေးကိုစောင့်နေတယ်ဒီနေ့အဲ့မကွေးကိုလည်းဒီမှာတိုင်းကဆက်ရတာတက်တော့ရှိပေါ့ဆက်လာဒီလာတော့ရှိပွဲစေထဲတဲ့ချိန်တို့ကျိုးပြီလားစေထဲပြောရတော့မှဟိုတဲ့ဟိုမှာနောက်တန်းမှာဆရာဝန်ဒီမှာပြန်ပြပြီးတော့မှသူ့ဘယ်လိုလုပ်လို့ရမယ်ဟုတ်အဲ့နဲ့မင်းတို့တက်လာတော့မင်းတို့စစ်ကြောင်းက50နဲ့ဘယ်နှစ်ယောက်56ယောက်ဦးစီးကခိတတန်အဲ့ဒီမှာ3ခွနဲ့တက်ခွဲမှုရဘယ်နှစ်ယောက်ပါဘူကြီးရကျွန်တော်နဲ့ကြောက်တယောက်ပဲပါလာတယ်စတက်ကျွန်တော်ရှိမှာမင်းတို့အဲ့ဒီတက်လာတဲ့စစ်ကြောင်းမှာကတိုက်စစ်တပ်ဒီမှုတယောက်ရယ်တက်ခွဲမှုတယောက်ရယ်ဒီဟိုသားတက်စုမှု2ယောက်ဒီတော့တော့မင်းတို့တက်အပြင်တခြားပါတက်တွေထည့်ပေးလိုက်ဟုတ်တယ်မဟုတ်လေအဲ့ဒီ56ရောက်အနေနောက်ထပ်ဟိုသားကျွန်တော်နဲ့ပစ္စည်းတွေပူဖို့စကားဆက်တုံးကဘိုးကြီးတယောက်ဦးစီးလို့ဆရာဟုတ်တယ်စကားဆက်တုံးကဆရာထည့်ပေးလိုက်မင်းတို့အဖွဲ့က50နဲ့6ရောက်ဆိုတော့ဟိုမှာ10ရောက်66ရောက်မင်းတို့စစ်ကြောင်းတစ်ကြောင်းက66တက်လာအဲ့နဲ့မင်းတို့အဲ့စစ်ကြောင်းကထိတွေ့မှုဖြစ်တော့ဘယ်လိုဖြစ်သွားလဲအကုန်လုံးပြတ်သွားတယ်တည်တဲ့သူတွေပြီးထွက်ကြည့်ဖို့ပြောပါကျွန်တော်ထွက်ပြီးရမင်းပြည်လို့လို့ရတယ်ကျန်တဲ့လူတွေကဘာဖြစ်သွားလဲဘလို့ပြီးသွားဒီကခံပြစ်နေတယ်ခံပြစ်တဲ့လူကပြစ်တယ်ပြီးတဲ့လူကပြီးတယ်ပြီးတဲ့လူကပြီးတယ်ခံပြစ်ပဲထွက်ပြီးတဲ့လူကအကုန်မိရောက်တော့လုံးမင်းမပြေးခင်ကအဲ့မှာအကြဆုံးနေပြေးရလားမလို့ပဲအမေအဲ့ချက်မတိုက်ရင်ကွာဟုတ်လေဒီကသူကအရင်လုံးပြီးသွားဟုတ်လားတိုင်မတက်ပြီးတော့ကောင်းတယ်တို့ထားပြီးရင်ပြီးသွားတယ်ဒီကတော့နောက်တော့ကျွန်တော်လည်းလိုက်ပြီးဒီကိုပြီးပေါ့ဒီတင်နေတက်တာဒီပြီးနေတယ်ပြီးတော့ဒီရှင်းနေပြီတော့ဒီနေပြီတနလာအဲ့ဒါကမေတ္တာကတော့မလည်းကျန်ရတယ်မေတ္တာဘာမေတ္တာရဘာနဲ့ထိတာပုတိစာနဲ့ထိပုတိနဲ့ထိတာပုတိနဲ့ထိပြီးတော့မေတ္တာကမေလက်ထမှာမဟုတ်လားအဲ့ဒီအစထိရဲ့အချိန်မှာသူကကျိုးတစ်ချက်ကော့သွားတယ်လက်ကိုဆွတ်လိုက်ပြီးဖြစ်သွားတယ်တနက်ပြောကြပါလားနောက်ကလည်းအတကုံလိုက်ပြနေတော့မကောင်းတော့ဒီရောတနက်ထားရတော့ဖြစ်ပြီကျွန်တော်မပြေးခင်အဲ့ဒါတော့မှဟုတ်တာလို့ရှိမယ်20ကျော်တော့အဲ့ဟိုကြပါလားမင်းမပြေးခင်တော့20ကျော်တော့ကြပါစကားဆက်တော့ဆက်ဘူးကြီးရောပြေးပါအစကားဆက်တော့ဘူးကြီးရောပြေးအဲ့တော့မင်းပြေးတဲ့ချိန်ကတော့မင်းအရှိမတွေပဲ20ကျော်တော့ပြေးပါအဲ့ဒီချိန်မှာမင်းတက်ရင်မရှိတော့မှာရှိပါဘူးကြောက်ခက်ပြောရတယ်ဟုတ်ကဲ့မင်းနဲ့ပါလာမင်းတို့စစ်ကြောင်းဘူကြီးကြတော့ဘ
အမေတက်ရင်ပူကြတယ် တီးတီးလို့ပဲတီးပါလားမင်း အမေရှင်းမှာတော့မကြသေး ဒီ ဘူး ကလေးကျုံလို့ကြီးသွားကြအောင်အဲဒီဒီလေးကလည်းပြီးတယ်မျက်စိစိမှာဘယ်နေရာလောက်ကြာလဲ20ကျော်လောက်ရှိတယ် အဲ့တပရိတ်ကပဲပြစ်တဲ့ချင်းတပရိတ်က ဒီလိုတော့မဟုတ်ဘူးအဲ့ဒီတယောက်ချင်း မဟုတ်လေတယောက်ချင်းကြီးသေးတာတော့ဟုတ်တယ်အဲ့ဒီမေတို့အဲ့ဒီဖြစ်မှုဖြစ်တဲ့တစ်ခွက်တနေရာတိုင်းမှာ တနေရာလဲအောင် ဒါဆိုမေတို့လာတာကအဲ့ဒီမှာမေတို့လက်ကြီးတွေလည်းပါလာတော့ကြီးလာဖြည့်ဖို့လည်းပါတယ်ကြီး အဲ့ဒီကြည်တယ်လေကျွန်တော်ကအဲ့ဒီကောင်ပို့ရတယ်ဒီအရာဒီနာရီကျွန်တော်ပြန်ခေါ်တာ အဲ့ဒီလူနာအဲ့ဒီမှာမေတို့အရာရှိအဲ့ဒီမှာလည်းလူနာရှိတယ်ပြောတော့ခံရရတဲ့လူရှိတယ်လို့ပြောတော့ ဒီနာရီရှိတယ်အဲ့ဒီနာရီပြန်ခေါ်တယ် အမင်းနာမည် တောင်းမတော့တရားရောက်တဲ့တော့တက်တက်ခေါ်တယ် အဝေဘူးမြင်းဆောင် 156 656 တက်တက်ကြီးခေါ်တယ် တက်ကြက်ကြီးဖုံးရင်တက်ကြက်ကြီးဖုံးရင်ခုနကပြောစားဖဆိုတာပါအဲ့ဒါ အတောင်း တောင်ကစားရဖတတ်မှာစားဖထောက်လိုက်နေ ထောင်းနေစီဦးကြီး အဲ့ဒီလိုကြီးက စီဦးကြီးအဲ့လို မေတို့ထောက်လန်းတာကဘာကိုထောက်လန်းရန်သူထောက်လန်းကိုတက်ထောက်လန်း ဂျုံလုံးလောက်ရတယ် ဟုတ်ရဲ့ နေမီဒီကနေမီမထူးအစီအစဉ်လာတော့အဲ့လိုဒီနေ့မှာတော့ဒီတုတ်ရတက်ခွင့်ရနေဘာမှမထူး တရက်တရက်ရဲ့ ကျဲတဲ့အဲ့ ဘို့လေအဲ့ဒါတွေကိုမင်းတို့တရင်ကနေ ပြီးလို့ရှိရင်အဲ့လိုဖွဲ့စည်းပုံ မင်းတို့တရင်လုံးမှအင်အားဘယ်လောက်ရှိလဲ တော့ကျွန်တော်